မင်္ဂလာပါရှင်။လက်ရှိ Health and Nutrition Channel မှာကြိုဆိုလိုက်ပါတယ်။ဒီနေ့ကတော့ migraine ခေါင်းတစ်ချက်ကိုက်ဝေဒနာရှင်များအတွက်ဆောင်ရွက်ရှောက်ရဲ့အချက်လေးတွေကိုဒီဗီဒီယိုလေးကနေပြောပြပေးသွားမှာပဲဖြစ်ပါတယ်။ခေါင်းတစ်ချက်ကိုက်တယ်ဆိုတာကဦးခေါင်းနဲ့နှစ်ထစ်တစ်ဖက်တွေကနေတဆစ်စစ်နာခြင်းပြီးကိုက်ခဲသလိုခံစားရတဲ့အခြေအနေပါ။သိမပြင်းထန်တဲ့အခြေအနေကနေအရန်ပြင်းထန်တဲ့အခြေအနေထိအမျိုးမျိုးရှိနိုင်ပါတယ်။ခေါင်းတစ်ချက်ကိုက်တာကအဖြစ်များတဲ့အုံနောက်နဲ့အာရုံကြောဆိုင်ရာကျန်းမာရေးအခြေအနေတည်းဖြစ်ပြီးအမျိုးသမီး9ဦးမှာတဦးနှုန်းအမျိုးသား15ဦးမှာတဦးနှုန်းအဖြစ်များပါတယ်။ migraine ခေါင်းတစ်ချက်ကိုက်ခြင်းရဲ့အခြေခံကျဆုံးလက္ခဏာကတော့ခေါင်းကိုက်တာပါ။ခေါင်းတစ်ချမ်းထဲကကိုက်နေပြီးလှုပ်လိုက်တိုင်းပုံမှန်လှုပ်ရှားမှုတွေလှုပ်ဆောင်လိုက်တိုင်းမှာခေါင်းကိုက်တာဟာပိုဆိုးလာတတ်ပါတယ်။အခြားသောလက္ခဏာတွေအနေနဲ့စကြောတွေတောက်တင်းနေတာအသက်တွေကြားရရင်အလင်းရောင်ဆူရင်ခေါင်းကိုက်တာပိုဆိုးလာတာအာရုံစိုက်ဖို့ခက်တာဖျားကျစ်တယ်လို့ဖြစ်တာဖျားနေတာချွေးတွေပြန်တာအယံပူတယ်လို့အယံအေးတယ်လို့ခံစားရတာဗိုက်တရအောက်တာဝမ်းပြစ်တာမျိုးတွေခံစားရနိုင်ပါတယ်ဒီခေါင်းတစ်ချက်ကိုက်တဲ့လက္ခဏာတွေက4နိုင်ကနေ3နိုင်လောက်အထိကြာမြင့်တာမျိုးရှိနိုင်ပါတယ်အယံကိုပင်ပန်းခံစားရနိုင်ပါတယ်ခေါင်းတစ်ချက်ကိုက်တာကတော်တော်လေးနေရခက်တယ်လို့အယံလေးပင်ပန်းတာကြောင့်ခေါင်းတစ်ချက်ကိုက်တဲ့သူတွေအဖို့အခုပြောမယ့်ဆောင်းရဲရှောက်ရဲ့အချက်လေးတွေကိုသိချာလေးဂရုစိုက်ပြီးစီချင်ပါတယ်နံပါတ်1အနေနဲ့ကတော့ရေများများတောက်ပါပုံမှန်ချိန်မှာခေါင်းတစ်ချက်ကိုက်နေတာကိုကောက်ွယ်ဖို့ပဲဖြစ်ဖြစ်ခေါင်းတစ်ချက်ကိုက်နေချိန်မှာတက်တာစေဖို့ပဲဖြစ်ဖြစ်အမြန်ဆုံးနဲ့အလွယ်ဆုံးနည်းလမ်းကရေဝဝတောက်လိုက်တာပါတနည်းကိုအနည်းဆုံးရေရှိခွက်ပြည့်အောင်တောက်ပေးတာကခန္ဓာကိုယ်မှာရေဓာတ်ပြည့်ဝစေပြီးရေဓာတ်နေတာကြောင့်ခေါင်းကိုက်တာကိုလည်းကောက်ွယ်ပေးနိုင်ပါတယ်ရာသီဥတုကပူနေမယ်ဆိုရင်ရေကိုပို့ပြီးပြည့်ဝအောင်တောက်ပေးဖို့လိုပါမယ်နံပါတ်2ကတော့ကိုယ်အလေးချိန်ထိန်းပါကျန်းမာတဲ့ကိုယ်အလေးချိန်ကခန္ဓာကိုယ်ကျန်းမာစေဖို့ထောက်ကူပေးတယ်လို့မကြာခဏခေါင်းတစ်ချမ်းကိုက်တာမျိုးမဖြစ်အောင်လဲကာကွယ်ပေးနိုင်ပါတယ်အဝလွန်နေတာရှိတဲ့ကိုယ်အလေးချိန်ထပ်ပိုနေတာတွေကခေါင်းတစ်ချမ်းကိုက်တာကိုဖြစ်စေနိုင်ပါတယ်ဒါကြောင့်ကိုယ်အလေးချိန်အားလည်းများနေမယ်ခဏလည်းခေါင်းတစ်ချမ်းကိုက်နေမယ်ဆိုရင်ဆရာဝန်နဲ့တိုင်ပင်ပြီးကျန်းမာတဲ့နည်းလမ်းနဲ့ကိုယ်အလေးချိန်လျှော့ပါလို့အကြံပြုချင်ပါတယ်နောက်တစ်ချက်ကတော့လက်ဆက်တဲ့အသီးနှံတွေစားပါနေ့စဉ်စားသုံးမှုမှာအာဟာရပြည့်ဝပြီးကျန်းမာစေဖို့ထောက်ကူပေးနိုင်တဲ့လက်ဆက်တဲ့သစ်သီးတွေဟင်းသီးဟင်းရွက်တွေကိုစားပေးတာကခေါင်းတစ်ချက်ကိုက်တာမျိုးမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်နံပါတ်4ချက်ကတော့စိတ်ဖိစီးမှုတွေမများပါစေနဲ့လူတိုင်းမှာအတိုင်းအတာတွေမတူပေမဲ့စိတ်ဖိစီးမှုတွေကရှိနေနိုင်ပါတယ်ဒီလိုစိတ်ဖိစီးမှုတွေကများလာလေခေါင်းတစ်ချက်ကိုက်တာအပါအဝင်အမျိုးမျိုးသောကျန်းမာရေးပြဿနာတွေကိုဖြစ်စေနိုင်ပါတယ်။ဒါကြောင့်တဏိတာရဲ့စိတ်ဖိစီးမှုတွေကိုပြေလျော့နိုင်မယ့်နည်းလမ်းတွေကိုစဉ်းစားလုပ်ဆောင်ရင်စိတ်ဖိစီးမှုကိုဖြေလျှော့ပါလို့အကြံပြုချင်ပါတယ်။နောက်တစ်ချက်ကတော့အစာမစားဘဲမနေပါနဲ့။အလုပ်တွေများလို့ဆိုပြီးမနှက်စာမစားတာအလုပ်တွေလုပ်ရင်အချိန်ကျော်သွားလို့ဆိုပြီးနေ့စာနဲ့ညစာပေါင်းစားလိုက်တာတွေကခေါင်းတစ်ချက်ကိုက်တာကိုဖြစ်စေနိုင်ပါတယ်။အချိန်ကြာရင်အစာခံမိနေတာကခေါင်းတစ်ချက်ကိုက်တာကိုဖြစ်စေနိုင်တယ်လို့ဒီချိန်ထဲမှာအများကြီးစားတာကလေသွေးတွေတခြားတက်ကိုမြင့်တက်စေတဲ့အတွက်ခေါင်းတစ်ချက်ကိုက်တာကိုဖြစ်စေပါတယ်ဖြစ်နိုင်ရင်အစားအစာကိုအချိန်မမှန်နဲ့နည်းနည်းချင်းစီအကျဉ်းကြီးများများလေးစားပေးပါလို့ပြောချင်ပါတယ်နံပါတ်6ချက်ကတော့ကဖေးနဲ့အလွန်အကျွံမတောက်ပါနဲ့လက်ဖက်ရည်တွေကော်ဖီတွေနဲ့ဆိုဒါတွေမှာပါတဲ့ကဖေးကခေါင်းတစ်ချက်ကိုက်တာကိုဖြစ်စေနိုင်ပါတယ်ကဖေးကတက်တဲ့ပမာဏပဲတောက်မယ်ဆိုရင်ခေါင်းတစ်ချက်ကိုက်တာကိုတော့သက်သာစေနိုင်ပါတယ်ဒါပေမဲ့များတောက်မယ်တောက်လက်စကိုရုတ်တရက်ရက်နိုင်မယ်ဆိုရင်တော့ခေါင်းတစ်ချမ်းကိုက်တာကပိုဆိုးသွားနိုင်ပါတယ်နောက်ဆုံးအချက်ဖြစ်တဲ့နံပါတ်9အချက်ကတော့ခေါင်းတစ်ချမ်းကိုက်တာကိုပိုဆိုးစေတဲ့အချက်တွေကိုမှတ်ထားပါမိုက်ဂရိန်းရှိသူတွေမှာကိုယ်လက္ခဏာတွေနဲ့ပတ်သက်ပြီးစာအုပ်ထုတ်ထားသင့်ပါတယ်အဲ့ဒီစာအုပ်ထဲမှာဘယ်ရက်ကခေါင်းကိုက်တာဘာလုပ်လိုက်တာကြောင့်ခေါင်းကိုက်တာဥပမာကော်ဖီတွေအများကြီးတောက်မိတာအိပ်ရေမဝတာဘာဆေးတွေတောက်လိုက်ရတာစသဖြင့်ဒီလိုမှတ်ထားတာကကိုယ့်ရဲ့ယောဂအခြေအနေကိုထင်သာမြင်သာရှိစေပြီးဘာတွေရှောင်ရမလဲဆိုတာကိုအလွယ်တကူသိစေနိုင်ပါတယ်။ဘာကြောင့်လဲဆိုတော့တယောက်နဲ့တယောက်ခေါင်းကိုက်စေတဲ့အကြောင်းရင်းတွေကမတူညီကြလို့ပဲဖြစ်ပါတယ်။မိုက်ဂရိန်းခေါင်းတစ်ချက်ကယောဂကိုအပြီးပြအောင်ကုသလို့မရသေးပါဘူး။ဒီတော့ကိုယ့်ကိုဖြစ်စေတဲ့အရာတွေကိုရှောင်ဖို့ရင်ကိုက်လာတဲ့အခါတက်တာအောင်နေဖို့ရပဲပြုလုပ်ပြီးလို့ရပါတယ်။ခေါင်းတစ်ချက်ကိုက်လာပြီဆိုရင်တက်တာစေဖို့အတွက်ရေတောက်တာခေါင်းကိုက်တာနဲ့ကိုက်ခဲတာတွေကိုတက်တာစေဖို့အကိုက်ခဲပြောက်စီတောက်ပေးတာပြပြဝဝအနာယူတာ
တိတ်ဆိတ်ပြီးအလေးရောက်မဝင်တဲ့အခန်းထဲမှာအေးစစ်စစ်အနားယူတာဝင်လေထွက်လေမှတ်တာမျိုးတွေလှုပ်ဆောင်ပေးပါခေါင်းတစ်ချက်ကြိုက်တဲ့သူတွေအနေနဲ့အခုပြောမယ့်အချက်လေးတွေအပြင်အချုံမုတ်ပါဝင်တဲ့အစားအစာတွေကိုလျှော့စားတာအိပ်ရီဝဝအိတ်တာဆေးလိမ့်ဖြတ်တာတစ်စိကဆေးလိမ့်ငွေထိတွေ့မှုတွေကိုတက်နိုင်သမျှရှောက်ပေးမယ်ဆိုရင်ခေါင်းတစ်ချက်ကြိုက်တာကြောင့်နေ့စဉ်ဘဝထိခိုက်မှုတွေကင်းဝေးစေမှာပဲဖြစ်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ဒီဗီဒီယိုလေးဟာမိမိနဲ့မိမိပတ်ဝန်းကျင်အတွက်အကျိုးတစ်စုံတစ်ရာရစေမယ်ဆိုရင် like and share လေးလုပ်ပေးခဲ့ပါဦးနော်ဗီဒီယိုတင်တိုင်းအမြဲတမ်းရအောင် channel လေးကို subscribe မလုပ်သေးဘူးဆိုရင်လည်း subscribe လုပ်ပြီးဘေးရခေါင်းလောင်းလေးကိုလည်းဖွင့်ထားဖို့မမေ့ပါနဲ့နော်ပရိသတ်ကြီးအားလုံးကျမပျော်ရွှင်ပြီးတာယာလက်ပါးတွေနေ့ရက်များစွာကိုပိုင်ဆိုင်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော်